ကဘာကြီးရဲ့အစအုပ်ပိုင်းကာလလွန်ခဲ့တဲ့နှစ်ပေါင်း4.5 ဘီလီယံခန့်ဟာအခုမြင်တွေ့နေရတဲ့စိမ်းလန်းစုပြဲကဘာနဲ့လုံးဝမတူပဲမြဲပုံတစ်ခုလိုပူပြင်းချုံတွေ့ခဲ့ပါတယ်။ကဘာကြီးဘလို့စတင်ခဲ့တယ်လဲဆိုတာကိုအစဉ်စဉ်ရှင်းပြပေးပါမယ်။7မီးလုံးကြီးဘဝ The Fiery Beginning နေဖွဲ့စည်းစတင်ဖြစ်ပေါ်လာခြင်းမှာဖုံဖုံတွေနဲ့ကြောက်ခဲတွေအရှင်းဟုံးနဲ့ပုတ်တိုင်မိရာကနေကဘာကြီးဟာချော်ရည်ပူမက်ဂမာတွေဖုံးလွှမ်းနေတဲ့မီးလုံးကြီးတစ်ခုဖြစ်ခဲ့ပါတယ်။အပူချိန်ဟာအလွန်မြင့်မားသည့်အောက်ဆီဂျင်လည်းမရှိသေးပါဘူး။နှစ်လဖြစ်ပေါ်လာခြင်းကဘာဦးကာလာမှာဒီရလို့ခေါ်တဲ့အင်မာဂျိုအရွယ်အစားရှိတဲ့ဂျိုတိန်တစ်ခုကကဘာကြီးကိုဝင်တိုက်ခဲ့ပါတယ်။အဲ့ဒီတိုင်းမိမှုကြောင့်ထွက်လာတဲ့အပိုင်းအစားတွေစူးစီးမိရာကနေကျွန်တော်တို့ရဲ့လဖြစ်လာတာပါ။3ကဘာမြေအေးမြခြင်းနဲ့ရေကျူဖြစ်ပေါ်လာခြင်းနှစ်တန်းမြောက်များစွာကြားတဲ့အခါကဘာမြက်တစ်ပြင်းဟာတဖြည်းဖြည်းအေးလာပြီးမာကျော်တဲ့မြေလွှ crest ဖြစ်လာပါတယ်။ရေဘဲကရတယ်လေကဘာကြီးကိုလာရောက်ရိုက်ခတ်တဲ့ဥက္ကာခဲ comets asteroids တွေထဲမှာပါလာတဲ့ရင်ခွေးတွေနဲ့မီးတောင်ပေါက်ကွဲမှုကထွက်လာတဲ့တန်းငွေတွေကြောင့်မိုးတွေအဆက်မပြတ်ရွာချခဲ့ပါတယ်။အဲ့ဒီမိုးရေတွေဟာနှိမ့်တဲ့နေရာတွေမှာစုမိသည့်သမုဒ္ဒရာကြီးတွေဖြစ်လာပါတယ်